အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပါဟေးချင်မယ်လဲလိုက်ကြည့်ကြစို့နော်အော်တွေးတဲ့အတိုင်းပဲကောင်းဖြတ်ကလေးစာထုတ်ထားပေးတာပဲတကောင်လုံးကိုရေးထည့်နေလိုက်မယ်အမရသေးလို့ပူပွဲစုနေတဲ့ရည်နွေးထဲမှာထည့်ပြုတ်လိုက်တယ်ရေခဲရထားတဲ့အသားမို့လို့ဘဲရဲ့ original အသားလေးနူးညံ့လာမှဆက်ထားလိုက်မယ်ဒီလိုအလုတ်ရှုပ်စေတဲ့အစစ်ကိုဘာလို့လောက်ရတာလဲဆိုတော့မြန်မာပြည်မှာလို့အသားခုတ်တဲ့တမရှိမနေတော့စီးနေတော့ပေါ်မှာကြကြနနထားပြီးတော့အသားကြိုက်လို့မရဘူးပေါ့လေအဲ့ဒါကြောင့်ကြိုက်ရလွယ်အောင်လုပ်လိုက်တာပါရှင်ကဲအရေးကြီးတဲ့အပိုင်းလာပြီကိုယ့်အတွက်သတိထားရဆုံးတဲ့အရေးကြီးဆုံးအပိုင်းကိုပြောတာပေါ့နော်သူများတွေကတော့မပြောတတ်ဘူးအဲ့ဒီအပိုင်းကတော့ဖြစ်စီဘူးပဲဖြစ်ပါတယ်အသားကြိုက်ဖို့အတွက်မပြုတ်ခင်ကလေးဟိုဆေးကြောရတဲ့အဆင့်မှာအနံ့ပြေးစီတဲ့အဲ့ဒီဖြစ်စီဘူးကိုအရှင်းဖြတ်ထုတ်ထားရမှာပဲဖြစ်ပါတယ်အသားစားကြိုက်နေပါပြီတွေးတဲ့အတိုင်းပါပဲဒါသေးသေးလေးနဲ့ဘဲတစ်ကောင်လုံးကြိုက်ရတော့ဆိုတော့လေမပြုတ်တာမပြုတ်ခဲရဘူးဆိုရင်ကြိုက်ရတာဘလောက်များခက်ခဲမလဲဆိုတာမြင်ရနိုင်မယ်လို့ထင်ပါတယ်နော်အမွေနှက်တာအတွက်ကတော့စီစာငရုံချက်သူတွေရတော့ဘေးမဆိုမပါမဖြစ်ပေါ့နော်အခုတခါတော့ဘဲတဟိဖြစ်တဲ့အတွက်အမွေချက်အနေနဲ့ကကြတော့နည်းနည်းဆဆသုံးနိုင်လေအကောင်းဆုံးပဲပေါ့နော်ဒီနေရာမှာကိုသုံးထားတာတော့ဂျီရိုစစ်ပလီတို့ငရုံကောင်းလို့ပေါ့နော်ရှာနာကြိုက်တဲ့သူကရှိတယ်မကြိုက်တဲ့သူကရှိတယ်ဆိုတော့ထက်ချင်လဲရတယ်မထက်ချင်လဲရတဲ့စိတ်ကိုနာရကြတော့ကြိုက်တဲ့ဖြစ်တဲ့အတွက်ထက်တာပါစိတ်ပြီးသားအမွေးကြိုက်အားလုံးနဲ့ပြည်စီထားတဲ့စီစာငရုံချက်တော့အမွေးကြိုက်မှတည်းအားလုံးကိုထည့်ပြီးတော့နှက်ဆအောင်နေမယ်ပြီးလို့ရှိရင်ခဏလေးနှက်ထားမယ်နှက်ထားနေစဉ်အတွင်းမှာငရုံဒီစီတက်လိုက်ပါမယ်ပြီးလို့ရှိရင်နှက်ထားတဲ့ဘဲသားလေးတွေကိုထည့်လိုက်ပါမယ်ဓမ္မဟိုသုံးလုံးချက်အနေနဲ့ဘဲသားရှိအကုန်လုံးခန်းအောင်ထည့်လိုက်ပါမယ်တည်ပြီးမှပဲနောက်တစ်ရက်ထည့်ပြီးတော့ဒီရက်တွေအကုန်လုံးခန်းတဲ့အထိစီပြား6ချက်လေးနေတော့ဖြစ်အောင်ချက်လိုက်ပါမယ်ချာကနေလေးမှာစီစီကရှာနနာလေးကိုအုပ်ထည့်လိုက်ပါတယ်ဒီတိုးလုံးကိုရှာနနာလေးနဲ့တမအောင်မွေးလိုက်မယ်ဒီရှာနနာလေးထည့်လိုက်ခြင်းရပြီးဟီတိုပွဲလုံးကိုပို့ပြီးတော့ညနေလေးသေးစင်တာပေါ့နော်စီပြား6ချက်လေးနဲ့ကိုစားချိတ်တဲ့အနေတော်လေးရနေပြီဆိုလို့ရှိရင်ချလိုက်ပါမယ်ရှင်ဟီရဆက်ဆောင်တဲ့ရနာကြောင့်ပိုက်ဆောင်တဲ့ဖြစ်တဲ့အတွက်တမီပွဲလေးပြင်လဲပါအောင်မယ်အဆုံးတင်းလိုက်ပါချစ်ရှိပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တစ်ခါမှဆက်ကြမယ်